Hello guys ဒီနေ့မှာတော့ C1 မှာရှိသမျှ SWOT ဒီအကုန်လုံးယူပြတော့မှာဖြစ်ပါတယ်ယူပြတော့မှာဆိုတာတဲ့ဘယ်လိုရအောင်ယူရမလဲဆိုတာပြောပြတော့မှာဖြစ်ပါတယ် Let's go ကဲ Let's go ဆိုမှခင်းနဲ့မရောက်သေးဘူးပေါ့နော်ကဲခင်းနဲ့ရရင်ပြန်တွေ့ပါမယ်ခင်းထဲမှာပထမဆုံးယူလို့ရမယ့် swatch ကတော့ဒီမှာပေါ့နော် Paris ကိုလာချင်းနေရတန်းတန်းမတ်မတ်ကြီးသွားလိုက်ပေါ့နော်အဲကြောင့်ရှင်တော့ဒီ swatch ဒီလာစီမှာဝယ်လို့ရပါတယ်အမှားတော့ဒူဝဲကတာနာရဲ့ iron mask ဆိုတာပဲအဲ့ဝယ်ရမယ်ထင်တယ်ဟုတ်တယ်အဲ့ဒါဝယ်ရပါတယ်ကဲအဲ့ပြီးရလို့ရှင်တော့ကျွန်တော်ဒီဓာတ်နှစ်ချောင်းရတာပဲဖြစ်ပါတယ်ဓာတ်ရဲ့ပုံစံကတော့ကျွန်တော်ပြအောင်မိနေပဲဒါဖြတ်လိုက်ပါနော်ခဏလေးကဲဒါကတော့ကျွန်တော်ဒီလိုပုံစံလေးဖြစ်ပါတယ်ဒီမှာပေါ့နော်ဒူဝဲကတာနာဖြစ်ပါတယ်ဒူဝဲကတာနာရဲ့ပုံစံကတော့ထုတ်လိုက်တာကွာဒီလိုလေးဖြစ်ပါတယ်ဒီလိုလေးဖြစ်ပါတယ်ဒူဝဲကတာနာရဲ့ပုံစံလေးကတော့ဟုတ်ပါပြီပြီးလို့ရှင် iron mask လာအဲ့ပုံစံလေးကတော့အချောင်းလေးဖြစ်ပါတယ်တွေ့မလားကဲဒီမိုးလေးဖြစ်ပါတယ်အဲ့လိုမိုးလေးဖြစ်ပါတယ်မိုက်ပါတယ်အဲ့တော့ဒုတိယအနေနဲ့အစင်လိုက်တော့မဟုတ်တော့ဘူးရှိသမျှဟာပြောပြလိုက်တော့မှာဘာလို့လဲဆိုတော့သိပ်ပြီးတော့မမီရောဆင်လိုက်ကတော့ကဲအဲ့တော့ဆက်ပြောကြမယ်ပေါ့နော်ကဲဒါယူပြီးဆိုရှင်တော့ Saber Quest Saber ဒါကိုယူလို့ရပါမယ် Saber ဒါကိုယူဖို့ဆိုတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်တက်တင်မှာပဲအဲ့ဗီဒီယိုမှာပဲတွက်ကြည့်လိုက်ပါ Saber Quest ယူနေပေါ့နော်အဲ့ဗီဒီယိုတစ်ပုဒ်မှာပဲတွက်ကြည့်လိုက်ပါဒီဗီဒီယိုမှာတော့ကျွန်တော် Saber SWOT ယူလို့ရကြတော့ Saber SWOT ယူလို့အမှကျွန်တော်ဗီဒီယိုတွက်ကြည့်လိုက်ပါနော်ကျွန်တော်ဗီဒီယိုတင်ပေးပါမယ်ပြောနေ record လုပ်ထားတာပြတ်သွားတယ်ပေါ့နော်အဲ့တော့ပြန်ပြောပြပါကဲနော်တက်ပဲဗီဒီယိုတင်ပေးလိုက်ရမယ်နော်အဲ့ဗီဒီယိုမှာတော့ကြည့်လိုက်ပါအဲ့မှာကျွန်တော် Saber SWOT ရလာပါလိမ့်မယ်မာရှန့်ကိုတွားတက်လိုက်ပေါ့နော်အဲ့ဟိုဂျန်ကင်မှာရှိရဲ့ရှန့်ကိုပေါ့နော်ဒီမှာကျွန်တော်လိုက်ပြပါမယ်အဲ့နေရာလေးကိုကျွန်တော်လိုက်ပြလိုက်ပါမယ်ဒီမှာဂျန်ကင်မှာရှိရဲ့နော်ဂျန်ကင်ကိုတွားရတယ်တိတ်မခက်ခဲဘူးဆိုတော့တွားပြလိုက်ပါမယ်ပြန်တွားပြမယ်ခုမှပဲရောက်လာတော့ခုမှပဲဂျန်ကင်ရောက်လာတယ်ရှော့ကိုခတ်ကြပဲပေါ်တယ်ယူစားဆိုမဲ့ပေါ့နော်တိတ်ရောမတော့တော့ကဲဂျန်ကရပြီဆိုလို့ရှင်တော့ဒီတော့ရလာပါလိမ့်မယ်ကျွန်တော်ဗီဒီယိုတွားကြည့်လိုက်ပါကျွန်တော်ဗီဒီယိုပုတ်ထပ်တင်ပေးပါမယ်အဲ့လိုစိတ်ရောင်ခလုတ်လေးနှိပ်ပေါ့နော်အဲ့တော့ထပ်တင်ပေးပါဒီမှာတခါကြီးကမပွင့်လာဘူးပေါ့နော်ပိတ်နေလိမ့်မယ်အဲ့ဒါကိုအဲ့တော့လေးနဲ့တော့ဖွင့်လိုက်ပါဆိုတော့ဒီအထဲမှာရှန့်ရှိပါတယ်အဲ့ရှန့်ကိုတတ်လိုက်လို့ရှင်တော့ကန်ရဓာတ်ဖြစ်တဲ့ Saber ဓာတ်ကိုရရှိတော့မှာဖြစ်ပါတယ်ကဲအဲ့တော့ Saber ဓာတ်တော့တော်တော်လေးမိုက်ပါတယ်ဒီ quest ကိုယူဖို့ဆိုရင်တော့လိုအပ်တဲ့အချက်တွေကိုလည်းအဲ့ဒီ Saber quest ယူနေဗီဒီယိုမှာတင်ပြပါမယ်ကဲSaber quest လည်းယူပြီးတော့နောက်ထပ်ဘာလုပ်ရမှာလဲအစင်လိုက်တော့မဟုတ်ဘူးဆိုတဲ့အတိုင်းပဲအစင်လိုက်တော့မဟုတ်ဘူးပေါ့နော်ဒီတိုင်းပဲလိုက်ပြသွားမယ်ကျွန်တော်တို့ဟိုသွားမယ်ဗျာရိုးရပဲလို့သွားမယ်ဒီမှာတော့စနိုးလို့ပဲကျေးဇူးပြုအတန်ကျေပြီးကြည့်ပေးကြပါလို့ Agent Aura Faster ဆိုတာလေးဝယ်လေးရတယ်ပေါ့နော်အဲ့လေတော်တော်မိုက်ပါတယ်ဝယ်ဖို့ကြံပေးပါတယ်ဟာခီယာရုံအမဲအောင်အုပ်တာပေါ့အမဲကျွန်တော်ကတော့ဖူးဘော်ကြီးအုပ်တာဖြစ်ပါတယ်
ကဲဒီပါတော့သူ့စီမှာဝယ်ရပါတယ်သူ့စီမှာတော့ triple katana ရဲ့အောက်က ကျွန်တော် midnight blade ပြန်ပြောင်းလိုက်ပေါ်တယ်က midnight blade နဲ့မှလိုက်တယ်ပြကျွန်တော်နောက်ထပ်တစ်နေရာဘယ်သွားကြလဲ skyline ကိုသွားကြမယ်ပြီးကြလို့ရှိရင်တော့သွားတော့အဲ့ skyline ရဲ့အပေါ်ဆုံး island မှာရှိရဲ့အပေါ်ဆုံးကျွန်းမှာရှိတဲ့တန်နာကောကိုသွားတဲ့လို့ရှိရင်လေသူကင်တဲ့ဓာတ်ကိုရနိုင်ပါတယ်ကဲဒါလေးကတော့နောက်ဆုံးအော်မဟုတ် underwater city ကိုထပ်သွားကြပါမယ်ကဲ let's goကဲဒီ underwater city မှာရှိရပေါ့နော်ဒီနန်းတော်ကြီးတဲ့ကဒီအထက်ရပေါ့နော်ဒီမှာလိုက်ပြပါပါတယ်နန်းတော်ကြီးတဲ့ကအဲ့ဘရင်အဲ့ boss ကိုတက်လို့ရှိရတယ်သူကင်တဲ့ဓာတ်ဖြစ်တဲ့သူကင်တဲ့လှန်ပေါ့နော် trident ကိုရပါမယ်ဒါကတော့နောက်ဆုံးဖြစ်ပါတယ်ကဲဒီ video လေးကဒီလောက်ပါပဲအဲ့တော့ပြီးပါပြီဒါပါပဲရှိသမျှဓာတ်ကြီးကုန်ယူခဲ့ပါတယ်ယူခဲ့ရတော့မဟုတ်ဘယ်လိုယူရမလဲပြခဲ့ပါတယ်ကဲဒီ video ကဒီလောက်ပါပဲ bye bye